တို့ဒီဘက်မှာကနော်ဘင်္ဂလီတွေရခိုင်ပြည်နယ်မြောက်ပိုင်းကိုဒါအစ္စလမ်ဘာသာပြည်နယ်ဖြစ်ရဖို့ကြိုးပမ်းခဲ့ပုံနဲ့ဒါရိုဟင်ဂျာစတင်ဖြစ်ပေါ်လာပုံကိုကျွန်တော်အနေနဲ့ရှင်းပြသွားချင်တာပေါ့အားလုံးပဲမိဂလာနဲ့ကျွန်တော် channel လေးပြန်ပြီးမှကြိုဆိုလိုက်ပါတယ်။တမရကြီးဦးသိချင်လက်ထက်မတိုင်းဘူး။နာဘချန်စီကိုဖြစ်ရှိပြီးပင်းချီပြီးဝင်လာကြတော့ဘင်္ဂလီများရဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုပြန်လည်မြောက်ဝင်တစ်ဆက်ပေးလိုက်ပါတယ်။ဆိုတော့လွတ်လပ်ရေးမြခင်1940 1942ခုနှစ်မှာနော်ရခိုင်ပြည်နယ်မှာမူရင်းအရင်ရှိခဲ့ကြတဲ့ပေါ့ဘင်္ဂလီတွေနဲ့ဒါအင်္ဂလိပ်စစ်တပ်ထဲကနော်ဒါလက်နက်တပ်ဆင်ပေးထားတဲ့ဒါဘင်္ဂလီတွေပေါ့ဒါအစ္စလမ်ဘာသာဝင်တွေပေါင်းပြီးတော့မှကျွန်တော်ရခိုင်ပြည်နယ်မှာဘာသာရေးစစ်ပွဲဆင်နွှဲသွားသေးတယ်ဆင်နွှဲခဲ့ကြတာပေါ့အဲ့ဒီမှာကျွန်တော်ရခိုင်လူထုနော်တော်တော်လေးကိုအသက်အိုးအိမ်စီးစိမ်ဆုံးရှုံးခဲ့ကြရတယ်ပျက်စီးခဲ့ရတယ်ပေါ့သူတို့ကအဲ့ဒီရခိုင်လူထုရဲ့နော်အစည်းအဝေးဥစ္စာတွေပြီးလို့ရှိရင်ဒီတရားဇာတတွေကိုသူတို့ကအတုံးချယူပြီးတော့မှနော်ပြီးလို့ရှိရင်ပါကစ္စတန်ရဲ့အထောက်ပံ့ယူပြီးတော့မှသူတို့ကမူဂျာဟစ်ဆိုတဲ့အဖွဲ့အစည်းဖွဲ့ပြီးတော့မှသူတို့တပုံထားခဲ့သေးတယ်တပုံထားခဲ့1942ခုနှစ်မှာသူတို့အဲ့ဒီအဖွဲ့အစည်းဖွဲ့ခဲ့တာနောက်ပြီးတော့1952ခုနှစ်နောက်1952ခုနှစ်နိုင်ငံအကြက်တဲမှာတို့ကအဲ့ဒါကိုခွင့်ကောင်းယူပြီးတော့နော်အလေတန်ကြော်ကနေပြီးတော့မှဒီရခိုင်ပြည်နယ်ကိုပေါ့မြောက်ပိုင်းကိုဒါအစ္စလမ်ဘာသာပြည်နယ်ဖြစ်သတ်မှတ်ပေးဖို့တို့ကအချက်24ချက်နဲ့တောင်းဆိုခဲ့တာ24ချက်နဲ့တောင်းဆိုခဲ့တာဒါပေမဲ့အစိုးရကပယ်ချပလိုက်တာလက်မခံဘူးပေါ့အဲ့လိုလက်မခံလို့ပယ်ချလိုက်လို့ဆိုပြီးတော့နော်အဲ့ဘင်္ဂလီပညာတတ်အတိုင်းဝိုင်းကနေပြီးတော့မှနော်အမေထရီလီယံဘတ်တာရဲ့ပြီးတော့ဒီပေါ့မောင်တန်လွင်ရဲ့ပြီးတော့အဗက်ဒူကာဖစ်မောင်နိုပါလီမန်အမတ်ပေါ့သူတို့တွေပေါင်းပြီးတော့မှဒီရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းကိုစတင်ပြီးတော့ဒါသုံးနှုန်းလာတာပေါ့အဲ့ဒါကိုအဓိကပံ့ပိုးပေးတာကလည်းကျွန်တော်တို့နော်ရန်ကုန်ခြေဆိုင်မွတ်စလင်စည်းရုံးကနေပြီးတော့အဲ့ဒါကိုအဓိကပံ့ပိုးပေးတာနောက်ပြီးတော့1960မှာနော်1960မှာဒီမူဂျာဟစ်တပုံတွေလက်နက်ချတာအဲ့လက်နက်ချအခမ်းအနားမှာအဲ့တုန်းကတာဝန်ယူတဲ့နော်ဒုဗိုလ်မှူးချုပ်နော်အောင်ကြီးပေါ့ဘုံမှုကျော်အောင်ကြီးပေါ့သူကနေပြီးတော့မှတက်ရောက်ပြီးမိန်ကုန်းပြောကြတာမိန်ကုန်းပြောကြတဲ့အခါမှာဒီအဗက်ဒူကာဖစ်ကနေပြီးတော့မှနော်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိကြတဲ့ပေါ့တိုင်းရင်းသားဒေသခံပြည်သူများလို့မတုံးမဲနဲ့ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတုံးပေးပါလို့ဒါအတင်းတောင်းဆိုတဲ့အခါကျတော့သူကလည်းဒါရိုဟင်ဂျာဆိုတော့ဘာမှမသိဘူးအဲ့ဒါကြောင့်မလို့သူကပေါ့ဆဆနဲ့သွားတုံးမိလိုက်တာအဲ့ဒါကိုသူတို့ကမှတ်တမ်းယူပြီးတော့မှအခုချိန်ချင်းနိုင်ငံရေးလောကတွေမှာလည်းအသုံးချလာတာပေါ့အသက်တွေတက်ကာရရှိပါတယ်ဆိုပြီးတော့ပြလာတာအဲ့ဒါကြောင့်နောက်ပြီးတော့1960 AB 21ရက်နေ့မှာပေါ့ကျွန်တော်ရန်ကုန်မှာသတင်းစာရှင်းလင်းပွဲလုပ်တယ်အဲ့အစ္စလမ်ဘာသာဝင်တွေပေါ့သတင်းစာရှင်းလင်းပွဲမှာသူတို့ကဟလာဒါလူလူရောမလို့ရခိုင်ရဲ့ပထန်းရဲ့ဒီပေါ့အာရတ်ရဲ့ပေါ့အဲ့ဒီတွေးနှောတွေကနော်ရိုဟင်ဂျာဖြစ်ပါတယ်ဆိုပြီးတော့မှသူတို့ကစတင်ပြီးတော့ဝါဒဖြန့်ခဲ့ကြတာနောက်တစ်ပိုင်းမှာတော့ဒီရိုဟင်ဂျာဘာသာစကားဖြစ်ပေါ်လာပုံပေါ့အဲ့ဒါကိုကျွန်တော်နည်းငယ်ရှင်းပြမယ်ပေါ့အခုကတော့ရှေ့သွားယူမလို့ဒီလောက်ပဲပေါ့